Okay အားလုံးမင်္ဂလာပါဒီတစ်ခါပြီးရတဲ့ဇာတ်မှာတော့ကျွန်တော်ဒီ Euclidean isometric drawing တစ်ခုပေါ့နော်ဒီပုံလေးကိုကျွန်တော်ဆွဲဖို့စဉ်းစားထားပါတယ်အဲ့တော့ဒီတစ်ခါကျွန်တော်ဒီပုံလေးကိုဆွဲလေးကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒါနှစ်ချမ်းခွဲထားတယ်ပေါ့နော်အဲ့ဒီ AutoCAD နေရာမှာကျွန်တော်နေရာလေးတစ်ခုယူလိုက်မယ်ပြီးတော့ပုံလေးကိုစပြီးဆွဲမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော် dimension လေးတွေကိုစပြီးကြည့်လိုက်မယ်ဒီမှာ60ရှိတယ်60ပြီးတော့30 40ပေါ့နော်အဲ့တော့ဒီ line လေးတွေကိုဖြည်းဖြည်းချင်းဆွဲသွားမယ်ပေါ့နော်အဲ့တော့ဒီမှာ line လေးယူလိုက်မယ်line လေးယူပြီးတော့ဒီမှာကျွန်တော် top plane ပဲထားတယ်ဒီကနေဒီကိုက40ပေါ့နော်40 under နောက်တစ်ခါအပေါ်ကိုတက်မယ်ပေါ့နော်အပေါ်ကျတော့ဒီမှာ15ပေါ့နော်အဲ့တော့15တစ်ခါတက်လိုက်ပေါ့နော်ပြီးရင်ဒီထိပ်မြက်နဲ့ပြင်လို့အရင်ဆွဲလိုက်မယ်ပေါ့နော်ထိပ်မြက်နဲ့ပြင်40 under နောက်တစ်ခါအော်15ပေါ့နော် okay ဒီလိုလေးပေါ့နော်ဒါထိပ်ရဲ့မြက်နဲ့ပြင်လေးရပြီနောက်တစ်ခါဒီမြက်နဲ့ပြင်ဆွဲမယ်နော်အဲ့တော့ဒီမြက်နဲ့ပြင်ကဒီမှာတွားလေဒီဘက်ကို15ပေါ့နော်သူက15 under okay နောက်တစ်ခါဒီဘက်က40ပေါ့နော်40 under okay ပြီးရင်ဒီလိုက15 okay ဒါဆိုရင်ဒီမြက်နဲ့ပြင်ရပြီဒီမြက်နဲ့ပြင်ရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမြက်နဲ့ပြင်ကိုဆက်ဆွဲမယ်အဲ့တော့ဒီကနေပဲသွားလိုက်မယ်ဒီအောက်ဘက်က30ပေါ့နော်30ဆိုတော့30 under okay ပြီးတော့အပေါ်ကိုကြတော့အပေါ်က60ပေါ့နော်60 under okay ဒါအပေါ်လည်း60ဆွဲပြီးသွားပြီနောက်တစ်ခါဒီဘက်ပေါ့နော်ဒီလိုလေးကဒီမှာ15ဆိုပြီးပေးထားတယ်အဲ့တော့ဒီလိုက15ပေါ့နော် under okay okay ပြီးတော့ကျွန်တော်ဒီမှာ line ထပ်ယူလိုက်မယ်ပေါ့နော်ပြီးတော့ဒီအောက်ကနေဒီကိုတက်ဆက်လိုက်ပေါ့ဒီနားရအောင်ရပါပြီအဲ့တော့ကျွန်တော်ဒီမှာတိရမှာတခုပေါ့နော်ဒီကောင်က60ဒီကောင်က15ဆိုတော့ဒီကြားထဲကဘယ်လောက်ဖြစ်မလဲပေါ့နော်အဲ့တော့60ထဲက15ကိုနှုတ်ကြည့်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ45လောက်ဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ45ကိုတစ်ခါတည်းဆွဲလိုက်မယ်ဆိုရင်ကတိသွားကြမှာပေါ့နော်โอเคဒီလိုလေးဆိုတာကျွန်တော်ပုံကအမှန်ပြီပေါ့နော်နောက်ကကျွန်တော်ဒီမှာ line ထပ်ယူလိုက်မယ်ဒီဘက်ကိုဆက်သွားမယ်ပေါ့နော်ဒီဘက်လည်း15ပဲပေါ့နော်15 under okay အောက်ဘက်ကိုရောက်သွားပြီပေါ့နော်ဒါမဟုတ်ဘူး line လေးယူလိုက်မယ်ဒီဘက်ပေါ့နော်ဒီဘက်ကို15 under နောက်ကဒီဘက်ကို15ပေါ့နော်ဒီလိုလဲ15ပဲ okay ပြီးတော့ဆိုမှကျွန်တော်တို့ကဒီအကွက်လေးရိုက်ပေါ့နော်ဒီအောက်ဘက်က28ပေါ့နော်28ရောက်သွားမယ်အဲ့တော့အောက်ဘက်ကိုကျွန်တော်ဆင်းလိုက်ပြီပေါ့နော်ဒီလိုလေး28ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကဒီ top plane တွေကို F5 နဲ့ပြောင်းမယ်ပြီးရင် auto move on F8 နဲ့တောင်းပြီပေါ့နော်ဒီမှာတော့ auto move on ကတော့လုပ်စရာမလိုဘူးဒီ top plane right plane left plane ပေါ့နော်အဲ့ဒီ plane တွေကို F5 နဲ့ကစားနေဦးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်ကိုဒီရဲ့သားလေးပေါ့နော်ဒီသားလေးကဘယ်လောက်တောင်းမလဲဆိုတော့ဒီကောင်က15ဆိုတော့30ရှိတာတူတယ်က40ပေါ့နော်အဲ့တော့ဒီကြားရ30လောက်ကျန်မယ်ပေါ့နော်အဲ့တော့ဒီမှာ30 under okay ပြီးတော့ထိပ်ကို28ပေါ့နော် okay ပြီးတော့ကျွန်တော်ဒီမှာလည်းအဲ့လိုပဲ15ဘက်လည်းအကွက်လေးရှိရပေါ့နော်အဲ့တော့အဲ့ကောင်လေးကိုကျွန်တော်ကဒီမှာဒီကောင်လေးတွေဆက်လက်မှတ်ပြီးတော့ copy ကူးပေးလိုက်မယ် CO under ပေါ့နော်ပြီးရင် base point ကဒီမှာ C under နဲ့တွားပြီးညှိရပေါ့နော်ဒီမှာ CO copy ကူးမယ်ပေါ့နော် CO under ဒီမှာ base point ကဒီမှာဒီကိုကူးလိုက်ပေါ့နော် okay ပြီးတော့ဒီမှာဒီလိုလဲဒီဘက်မှာလည်းလိုပဲ line နဲ့အောက်ဘက်ကို45ဆိုပြီးတစ်ခါလေးသွားလိုက်အဲ့ဒါဆိုကွက်တီပဲပေါ့နော်ဒါမှမဟုတ်ကွက်ကိုဆွဲပြီးတော့ဒီ end point မှာလာချလိုက်လဲရပါတယ် okay ပြီးတော့ကျွန်တော်ဒီမှာဒီ line လေးပေါ့နော်ဒီ line လေးကိုလည်း copy ကူးလိုက်မယ် CO under ဒီဘက်ကိုပေါ့နော်ဒီ end point မှာ okay ပြီးတော့မှသူတို့နှစ်ခုက line တွေကဒီလိုလေးဆက်ထားတယ်ပေါ့နော်ဒီလိုလေးဆက်ထားတယ်ပေါ့အဲ့မှာမမြင်ရတဲ့ကောင်လေးတွေဖြတ်လိုက်ပေါ့နော်ဒီပိုင်းလေးတွေဆိုမမြင်ရဘူးအဲ့တော့ TR under ဒီလိုလေးဖြတ်လိုက်ပေါ့နော်okay ဒါဆိုဒါကျွန်တော်တို့လိုချင်တဲ့ပုံလေးရိုက်ပေါ့နော်အဲ့တော့ဒီ listening နဲ့ကတော့ဒီလောက်ပါပဲ okay AutoCAD နဲ့ပတ်သက်ပြီးတော့တခုသိချင်တာတွေမေးချင်တာတွေရှိကျွန်တော်မေးခဲ့လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ